လူကြီးမင်းများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ scholarship မြန်မာ piece လေးကနေပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီနေ့ကျွန်တော်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဘာ AI tools မှမလိုဘဲနဲ့ Canva တစ်ခုလေးနဲ့ photo to video animation တွေထုတ်လို့ရပြီဆိုတာကိုလူချင်းမင်းတို့ကိုပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး Canva application ကိုဝင်ပါ Canva application တွေကနေပြီးတော့ create ကိုသွားပါ create ထဲကနေပြီးတော့ photo editor ကိုဝင်ပါphoto editor နဲ့ဝင်ပြီးဆိုရင် CO နဲ့ပါ CO နဲ့လိုက်တာနဲ့အဲ့မှာကို Canva တဲ့ကိုအလုပ်လုပ်ထားတဲ့ပုံလေးတွေတက်လာပါလိမ့်မယ်အဲ့ကိုအလုပ်လုပ်ထားတဲ့ပုံလေးတွေထဲမှာကို photo to video animation လုပ်ရှင်တဲ့ပုံတစ်ပုံကိုရေးပြီးတော့နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဘာမှမနှိပ်ဘဲနဲ့ခဏလေးစောင်းပါအပေါ်ထောင်လေးမှာခင်းအောင်လေးနဲ့အမှန်ချစ်လေးပေါ်လာတဲ့ဒီစောင်းလိုက်ပါခင်းအောင်လေးနဲ့အမှန်ချစ်လေးပေါ်လာပြီဆိုရင်အဲ့အမှန်ချစ်လေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်အမှ create design ဆိုတာကိုထပ်နှိပ်လိုက်ပါနှိပ်လိုက်ပြီးသွားပြီဆိုရင်အောက်က tools လေးတွေထဲမှာ image tool ဆိုတာလေးရှိပါတယ်အဲ့ image tool ဆိုတာတွေကိုနှိပ်လိုက်ပါအဲ့ image tool ထဲမှာထပ်ရွေးရမှာကတော့ image to video ဆိုတဲ့ဟာလေးကိုရွေးပေးလိုက်ပါအဲ့မှာရွေးပေးလိုက်ရင် smart scale custom ရရှိတယ်ကျွန်တော်ကတော့ smart နဲ့ပဲလုပ်ပေးလိုက်မယ် smart ထဲမှာသွားပြီးတော့ generate လုပ်ပေးလိုက်မယ်လုပ်ပြီးပြီးရင်ခဏလောက်စောင့်နေပေးလိုက်ပါခဏစောင့်ပြီးသွားရင်သူ image to video animation ပြောင်းပေးနေပါပြီအဲ့ဒီမှာကျွန်တော်တို့ကပုံလေးရပြီဆိုရင် adapt view to design ဆိုတာကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့ပုံမြင်ရပြီအဲ့မှာကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပါပဲကျွန်တော်တို့တပ်ပုံလေးကနေ animation video လေးဖြစ်ပြောင်းလဲသွားပါပြီအဲ့ဒါကိုကျွန်တော်တို့ကစေ့ချင်နေဆိုရင်ဘောလေးနာကအစလေး34ဖြစ်ပါတယ်အဲ့အစလေး34ကိုနှိပ်ပြီးသွားရင် download ဆိုတာကိုနှိပ်ပြီးတော့ MP4 video ကိုရေးပြီးတော့ download ဆွဲပေးလိုက်ပါအဲ့ဒါဆိုရင်လူကြီးမင်းလိုချင်နေတဲ့ photo to video animation ပုံလေးပြန်သွားပြီဖြစ်ပါတယ်ဆုံးဒီကြည့်ရှုပေးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပြီးတော့ TikTok မှာဆိုရင်တော့ follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးပဲ bye bye